ဲပင်ပတ်ဝင်အညာလေးတွေအရန်ရှည်ပြီးဖြူဖွေးနေတာကိုတတိထားဦးအဲ့ဒါဆေးတွေနဲ့ဖောက်ထားတာအမြင့်လေးတွေပါပြောအပင်သိမ့်မရှည်တာကမှတဘာဝအတိုင်းပဲကျမ်းမာရေးအတွက်အဲ့ဒါပဲဝယ်စမ်းပဲပြားဝယ်ရင်အနံ့ကိုအရင်နမ်းကြည့်စားပါခြံစုပ်စုပ်အနံ့ရရင်မဝယ်နဲ့အဲ့ဒါတိုးနေပြီပြီးတော့ပဲပြားသားကတင်းနေရမယ်ပျော့စီစီဖြစ်ပြီးချွဲနေရင်တဟင်းကားသီးဝယ်ရင်အပြင်ကအဖုအထက်လေးတွေကြီးတာကိုရွေးဝယ်အဖုကြီးမှအခါတက်တာအဖုလေးတွေစိတ်နေရင်တော့အရန်ခါလိုက်မယ်မင်းတို့ခံနိုင်ရင်တော့ဝယ်ကြညော့စင်ငရုတ်ဝယ်ရင်အတီးကအဖြောင့်တိုင်းရှိနေတာကိုပဲရွှေ့တွန့်လိမ့်နေရင်အဆက်အရန်များလိုက်မယ်ဟင်းချက်ဖို့အယောင်ပဲလိုချင်ရင်အတီးကြီးပြီးဖြောင့်တာကိုပဲယူတေချာကြည့်ခန်းသလုံးသီးဝယ်ရင်အရန်တောင့်နေတာတွေကိုမယူနဲ့လို့ပြောနေတယ်လေအတီးမှာအဖုအထက်လေးတွေနည်းနည်းပေါ်နေတာကမှအသားပြက်ပြီးစားလို့ကောင်းတာအလုံးချောလွှမ်းရင်တော့အထဲမှာအသားမပါဘူးကြောက်ဖရုံသီးဝယ်ရင်အပြင်ခွက်မှာအဖြူရောင်အမှုန့်လေးတွေတင်နေတာကိုရွေးဝယ်စမ်းအဲ့ဒါမှအသားပြက်ပြီးဟင်းချက်ရင်အနှစ်ရှိတာအခွန်ပြောင်းနေရင်တော့အသီးကနှုတ်လွှမ်းသေးတယ်မှတ်ထားကြပစံဥဝယ်ရင်အပြင်ခွက်မှာအပေါက်လေးတွေပါတာကိုလုံးဝမယူနဲ့အဲ့ဒါပိုးထိုးနေတာကွာပြီးတော့အမြင့်တွေအများကြီးထွက်နေရင်လည်းမဝယ်နဲ့အသားကတောင်တောင်ကြီးဖြစ်နေလိမ့်မယ်နားလေတခွားသီးဝယ်ရင်အသီးကအစိမ်းရောင်ရင်းရင်ရှိပြီးစူးလေးတွေပါတာကိုရွေးဝယ်စမ်းအသားကကြွက်ပြီးချိုးလိမ့်မယ်အဝါရောင်တန်းနေရင်တော့အထဲမှာအစိတ်တွေရင်ပြီးခါနေလိမ့်မယ်တတိထား